အောက်လန်းနဲ့မော်အတက်ပညာပြိုင်ဘသူနိုင်မလဲအမောင်တုစစ်ပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါတူတအိမ်ကနေပြန်လေးကြိုဆိုလိုက်ပါရရှင်မြန်မာဂမ်ဘီယာလောကမှာရှေးပဝေတဏီကလေးကဒွန်တွဲနေတဲ့အားပြိုင်မှုကြီးနှစ်ခုရှိပါတယ်အဲ့ဒါကတော့အလင်းနဲ့အမောင်ကုသိုလ်နဲ့အကုသိုလ်ဒါမှမဟုတ်လူသိများတဲ့အထက်လန်းဂန္ဓာကြီးမော်ပညာနဲ့အောက်လန်းဆုံးကဝီအတက်တို့ရဲ့စစ်ပွဲပါပဲညနေတကောင်ရဲ့အချိန်တနေရာမှာတော့တုတ်တန်တစားပြင်းတွေကမြေပုံလေးတစ်ခုရှိမှဖျောင်းနိုင်ပြီးတောက်လောင်နေတယ်အယိုးကောင်းတွေအင်းခွေးဟောင်တန်တွေနဲ့အတူမန်တန်ရွတ်တန်တွေကကြောင်မက်ဖွယ်ထွက်ပေါ်နေပါတယ်။ဒါကအောက်လန်းပညာရှင်တယောက်ရဲ့စခန်းတခြားတနေရာမှာတော့တန်ရှင်းတဲ့ဖျားเจ้าဆောင်တစ်ခုထဲမှာအမွှေးနှံ့တာတွေထုံမွန်းလို့ပတိစိတ်တန်တက်တဲ့နဲ့အတူတင်းငိမ်အေးချမ်းနေတဲ့အငွေသက်တစ်ခုရှိနေတယ်။ဒါကအထက်လန်းကန်နာကြီးဆရာတယောက်ရဲ့စခန်းဒီစံကျင်မဲ့အင်အားစုနှစ်ခုတိုက်ပွဲဖြစ်တဲ့အခါမမြင်ရတဲ့လောကမှာမိုးချိုးပြစ်တယ်လို့ပြင်းထန်တဲ့စိတ်ဆွမ်းအားခြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်လာပါတော့တယ်။ဒီစစ်ပွဲကိုနားလည်ဖို့အတွက်သူတို့သုံးတဲ့လက်နက်တွေကိုအရင်သိထားဖို့လိုပါတယ်။အောက်လန်းပညာဆိုတာအမြန်လန်းမှာသူကဖြည့်ဆည်းဖို့ဒုက္ခပေးဖို့ကိုဥတည်ပါတယ်။တေသူတွေရဲ့ဝိညာဉ်ကိုထိန်းချုပ်ပြီးစေခိုင်းတာပါ။ရန်သူရဲ့ဓာတ်သပင်ခြေတဲ့အဝိစတွေကိုယူပြီးတော့ဖျောင်းရုပ်လောက်က အပ်နဲ့ထိုးပြီးနာကျင်စေတာပါ။အတုပအခါအောင်ရိုက်တဲ့တန်မိုးလမ်းဆောင်ကမြေကြီးအမျိုးသမီးတွေရဲ့ညဉ့်ညမ်းတဲ့ပစ္စည်းတွေကိုသုံးပြီးဖုံးကန်နေအောင်လုပ်ပါတယ်။အထက်လန်းပညာဆိုတာကာကွယ်ခြင်းကိုအခြေခံပါတယ်။သီလသမာဓိနဲ့ပညာကိုသုံးပါတယ်။စေဝါတွေတတ္ထုတွေကိုမီးနဲ့ကင်မန်တန်သွင်းပြီးရရှိလာတဲ့အရာပါ။ဒါကအောက်လန်းပညာကိုဖြိုခွင်းနိုင်တဲ့အစွမ်းရှိတယ်။ဖျားကုံတော်တွေအကာအကွယ်ခါရာတွေကိုရေးသားထားတဲ့ရန်နေရာတွေပါ။မြစ်တာနဲ့တမာရီတို့ကတော့အထက်လန်းဆရာရဲ့အကြီးမားဆုံးလက်နက်ပါစိတ်ဆွမ်းအားနဲ့တိုက်ခိုက်တာဖြစ်ပါတယ်။တိုက်ပွဲစပြီးဆိုတာနဲ့အောက်လန်းဆရာကအရင်စလေးရှိပါတယ်။သူတို့ကလူကိုယ်တိုင်လာမတိုက်ပါဘူး။အဝေးကနေလှမ်းတိုက်တာပါ။အောက်လန်းဆရာကမန်တန်ရွတ်ပြီးကျွဲတဲ့ရီဒါမှမဟုတ်အက်ကိုရန်သူရှိရာစီလွှတ်လိုက်ပါတယ်။ဂန်နာရီဆရာသာတမာရီမရှိရင်အကာအကွယ်မရှိရင်အဲ့ဒီအက်ကဝမ်းပိုက်ထဲရောက်ပြီးဥတွေကလီစာတွေဆွေးမြေ့ကအသက်ဆုံးရှုံးနိုင်ပါတယ်။ဂန်နာရီဆရာကဒါကိုကြိုသိပါတယ်။သူကပထဝီဇရာလိုအင်းကွက်တွေချထားမယ်။ဒါမှမဟုတ်မသေးစည်းကိုရေနဲ့သွေးပြီးတောက်လိုက်မယ်ဆိုရင်အဲ့ဒီအက်တွေတရေတွေကအန်ပန်းနဲ့အတူပြန်ထွက်လာတတ်ပါတယ်။အောက်လန်းဆရာကညဘက်မှာ6လန်သောဝိညာဉ်တွေကိုဆေလွတ်ပါတယ်။ဂန်နာရီဆရာအိပ်ပျော်နေတော့စိတ်တက်ကြအောင်ကြောက်လန့်အောင်လုပ်ပြီးဖုံးကန်နေအောင်တိုက်ခိုက်တာပါ။ဂန်နာရီဆရာတွေကမေတ္တာကမ္မထံစီးဖြန်းထားတဲ့အတွက်အဲ့ဒီဝိညာဉ်တွေကသူတို့နားကိုမကတ်နိုင်ပါဘူး။မီးတောက်ကိုပိုးဖလန်တွေမတိုးရဲတယ်လို့ပါပဲ။အဝေးကပြစ်လို့မရရင်အောက်လန်းဆရာကပိုကျန်းတန်းတဲ့နည်းကိုသုံးလာပါတယ်။အောက်လန်းဆရာကတေလူဒါမှမဟုတ်တရိတ်ဆန်ဥပမာမွေခွေးယူးတွေကိုဝိညာဉ်သွင်းပြီးတော့ဂန်နာရီဆရာကိုရုပ်ပိုင်းဆိုင်ရာအရာတိုက်ခိုက်ခိုင်းပါတယ်။ဒါကိုမြန်မာရာဇဝင်တွေမှာကြားဘလူးလွတ်ခြင်းဒါမှမဟုတ်မွေစိမ်းလွတ်ခြင်းလို့တွေ့ရတတ်ပါတယ်။ဒီအဆင့်မှာတော့ဂန်နာရီဆရာကရုတ်တရက်ထိုင်ကြည့်နေလို့မရတော့ပါဘူး။သူတို့မှာဘိုးတော်ကျင်းဒါမှမဟုတ်စီရင်ထားသောဓာရှိပါတယ်။အောက်လန်းပညာနဲ့လာတိုက်တဲ့တရားဝါကိုတာမန်လက်နက်နဲ့တက်လို့မသေးပါဘူး။ဒါပေမဲ့ဂန်နာရီဆရာရဲ့အင်းချထားတဲ့ကျိန်လုံးနဲ့တစ်ချက်ရိုက်လိုက်ရင်အဲ့ဒီတရားဝါတွေကဝိညာဉ်ဆိုလွင့်စင်သွားပြီးတော့မူလရုပ်ပြန်ပေါ်လာတတ်ပါတယ်။အောက်လန်းဆရာကသူ့ရဲ့အစွမ်းကုန်သုံးပြီးမရတော့ဘူးဆိုရင်နောက်ဆုံးလက်နက်ကိုထုတ်သုံးပါတယ်။အဲ့ဒါကတော့လောကဒန်ကိုတိုက်ခိုက်ခြင်းပါ။သူကဂန်ဒါရီဆရာရဲ့ပတ်ဝန်းကျင်ကလူတွေတပည့်တွေမိသားစုတွေကိုဒုက္ခပေးပြီးဆရာရဲ့စိတ်ကိုပြပြအောင်လုပ်ပါတယ်။ဂန်ဒါရီဆရာဒေါသထွက်လာရင်ကြောက်စိတ်ဝင်လာရင်သူ့ရဲ့တမာတိပြတ်သွားပါပြီ။တမာတိပြတ်တာနဲ့အကာအကွယ်တွေပွင့်ထွက်သွားပြီးအောက်လန်းပညာကဝင်စည်းပါတော့တယ်။ဒီအချိန်မှာဂန်ဒါရီဆရာကအမြင့်ဆုံးပညာကိုသုံးပါတယ်။အဲ့ဒါကတော့အမှန်တရားဖြင့်ပြန်လှန်ခြင်းပါ။သူကအောက်လန်းဆရာလှုပ်လိုက်တဲ့မကောင်းမှုတွေကိုလက်မခံပဲမင်းစီပဲပြန်သွားစေဆိုပြီးအဋိဌံပြုလိုက်ပါတယ်။အောက်လန်းပညာဆိုတာဘူးမရစ်လိုပါပဲပြစ်မှတ်ကိုမထိရင်ပြစ်သူစီကိုအချိန်ပြင်းပြင်းနဲ့ပြန်လာပါတယ်။ဒါကိုဆုံးကောဒါမှမဟုတ်ပညာပြန်ပတ်ခြင်းလို့ခေါ်ပါတယ်။အောက်လန်းဆရာဟာသူလွတ်လိုက်တဲ့ဘလူးကသူ့ကိုပြန်ကြိုက်လို့သွေးရံပြီးတေတာယူသွားတာမျိုးတွေဖြစ်ပြီးတော့ပွဲသိမ်းသွားလိမ့်ရှိပါတယ်။ဒီတိုက်ပွဲမှာဘယ်သူနိုင်မလဲဆိုတာစီးပေါ်မှာမူတည်ပါတယ်။ရေတုံမှာအောက်လန်းကနိုင်နေအောက်လန်းပညာကမြန်နေရက်ဆက်တယ်ဂန်နာရီဆရာကတီလာမလို့ရင်တတိလွတ်သွားရင်ချက်ချင်းခံရနိုင်ပါတယ်။တမိုင်းမှာဖုန်ကြီးတွေဝိဇ္ဇာတွေကိုတောင်အောက်လန်းနီးနဲ့လှုပ်ကြံခဲ့ရတာတွေရှိပါတယ်။ရေရှည်မှာဂန်နာရီကအနိုင်ရစမြဲပါ
အောက်လန်းပညာမှာအကုသိုလ်ပါဝင်နေပါတယ်။အကုသိုလ်ဆိုတာပူလောင်နေကြာလာရင်အောက်လန်းဆရာရဲ့စိတ်နဲ့ခန္ဓာကယိုယွင်းလာတယ်။ကန္နာဆရာကတော့ကုသိုလ်နဲ့တစ္ဆာကိုအခြေခံတာကြောင့်သူ့ရဲ့စွမ်းအားကအချိန်ကြာလေးပိုခိုင်မာလေးဖြစ်ပါတယ်။ချုပ်ရမယ်ဆိုရင်အောက်လန်းနဲ့အထက်လန်းတိုက်ပွဲဆိုတာဒေါသနဲ့မေတ္တာတို့ရဲ့တိုက်ပွဲပါပဲ။အောက်လန်းဆရာတွေကကြောက်စရာကောင်းပေမဲ့နောက်ဆုံးမှာတော့သူတို့မွေးထားတဲ့နတ်ဆိုးတွေသူတို့ပြုတဲ့အကုသိုလ်တွေရဲ့ပြန်လည်ကောင်းကျိုးပေးမှုတွေကိုခံရပြီးတော့ဇက်သိမ်းမလာတတ်ကြပါဘူး။ဒါကြောင့်ရှေးလူကြီးတွေကဆုံးမခဲ့ပါတယ်။ဓမ္မတရားကသာအတ္တမမတရားမှုကိုအနိုင်ယူစမြဲပါတဲ့။ကံမယာလောကရဲ့စစ်ပွဲမှာလက်နက်ကအဓိကမဟုတ်ပါဘူး။စိတ်ထားကသာအဆုံးဖြတ်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။